ဒီဘော့ကတ်ပကက်ဟာစောင်းရသည်မှာအမဲလိုက်ဖို့အတွက်လှုပ်ရှားနေစေဖြစ်တဲ့တရိษံနှဲငယ်တွေကတကောင်ဖြစ်ပါတယ်။သူ့ရဲ့သားကောင်များစုကတော့ပိုင်နဲ့တစ်ခုလုံးကိုဖုံးအုပ်ထားတဲ့နင်းတွေအောက်မှာပုန်းကွယ်နေကြပါတယ်။သူဟာအသေးဆုံးလှုပ်ရှားတံကိုနားဆွင့်ပြီးအမဲလိုက်ပါတယ်ပြီးတော့ခြေတံမကြားရအောင်နဲ့သူရှိနေမှမတိရလေအောင်ကြောက်တုံးတွေကိုခြေနှင်းခုံအဖြစ်အသုံးပြုပြီးချင်းကပ်ပါတယ်။ကျွတ်တကောင်မှာပဲဒါပေမဲ့တကောင်လဲဆိုရင်တော့သူ့အတွက်မလုံလောက်ပါဘူး။နင်းတွေပိုနဲ့လေသားကောင်ကိုရှာရပိုခက်လေဖြစ်ပြီးအဲ့ဒီလိုပင်ပန်းတကြီးလိုက်ရှာရတဲ့အကျိုးအမြတ်ကလည်းစိတ်ပြက်စရာကောင်းတတ်ပါတယ်တကယ်ကိုခက်ခဲတဲ့အလုပ်ပါဒီနေရာကမြစ်ဟာဘယ်တော့မှမခဲပါဘူးမိတောင်မြေအောက်ရေပူစမ်းတွေကရေနွေးတွေစီးဝင်နေတာကြောင့်ပတ်ဝန်းကျင်လေထုထက်ရေပြင်ကအပူချိန်50ဒီဂရီလောက်ပိုနွေးနေပါတယ်စောင်းရသည့်တစ်လျှောက်လုံးမှာဒီမြစ်ဟာဖမ်းတက်သူတွေအတွက်အစာတွေပေါများနေပါတယ်ဒီနေရာမှာဆိုရင်ကိုရော့ခွဲရော့ခွေးတွေတောင်တန်ငါတွေဖြစ်လာကြပါပြီဒါပေမဲ့ခြေထောက်ဆူဆွတ်တာကိုမကျင်သားရတဲ့ကြောင်မျိုးစိတ်အတွက်တော့ရေထဲမှာအမဲလိုက်ရတာဟာခက်ခဲပါတယ်ဒါကြောင့်သူဟာသားကောင်ကိုအတော်လေးဂယုတစိုက်ရွေးချယ်ရပါမယ်ရွှေရောင်မျက်လုံးနဲ့ဘဲတွေပါသူခုန်ချဖို့အတွက်လုံလောက်တဲ့အကွာဝေးကိုရောက်နိုင်ပါမလားနောက်ဆုံးတော့ရှင်းတကောင်ရလိုက်ပါပြီဒီလိုတောင်တန်းကြီးတွေမှာစောင်းရသည်ကိုကြော်ဖြတ်ဖို့ဆိုတာဇွဲလုံးလာကြီးဖို့လိုအပ်ပါတယ်ဘောကတ်တွေမှာတော့အဲ့ဒီဇွဲလုံးလာတွေအပြည့်အဝရှိနေပါတယ်